အားလုံးပဲမင်္ဂလာပါရှင်။ယခုဖတ်ပြပေးလိုတာကဆရာကြီးဦးရွှေအောင်ရေးသားပြုစုခဲ့သောဓမ္မပရဝတ္ထုအပိုင်းလေးဖြစ်ပါတယ်။နားဆင်ခန်းစားပေးကြပါအောင်ရှင်။ကာလီဘလူးမမြတ်စွာဘုရားသည်တာဝတိပြည်စေတဝန်ကျောင်းတော်၌သီတင်းသုံးတော်မူစဉ်ကာလကဖြစ်၏တာဝတိပြည်တွင်တကြွယ်ဇနီးမောင်နှံရှိ၏တယောက်ထဲသောသားယတနာသာထွန်းကား၏ဖခင်ကွယ်လွန်သောအခါမိခင်နှင့်သားနှစ်ဦးတည်းကျန်ခဲ့၏သားကမိဘလက်ငုပ်လေကိုလဲလုပ်၏အမိ၏ဝေယဝစ္စကိုလဲလုပ်၏အမိကမူသူ့သားပင်ပန်းလှသည်ဟုထင်၏အမိထင်ခြင်းကတစ်မျိုးဖြစ်၏သားကမူမပင်ပန်းဟုထင်၏သား၏ထင်ခြင်းကတစ်မျိုးဖြစ်၏အမိနှင့်သားအထင်အမြင်ခြင်းမတူအမိကပို၍ဘဝခီးကိုရှောက်ခဲ့သူဖြစ်၏သားသမီးများပေါ်ထားရှိသောမိဘမေတ္တာနှင့်မိဘပေါ်ထားရှိသောသားသမီးတို့၏မေတ္တာများတွင်မိဘမေတ္တာကသာအနှိုင်းမဲ့သာလွန်ကြောင်းမာတာယထာနိယံပုတ်တံဟူ၍မေတ္တာသုံး၌မြတ်စွာဘုရားကဟောကြားထား၏မနုဿတဘာဝဒုံလဘောဟူသည်နှင့်အညီဥစ္စာပစ္စည်းပြည့်စုံယုံအသိပညာအတတ်ပညာပြည့်စုံယုံမျှနှင့်လူဘဝမည်သည်မဟုတ်လူဘဝတွင်ရည်ရွယ်ချက်များရှိ၏ကျင့်ဝတ်များရှိ၏တာဝန်များရှိ၏ထိုရည်ရွယ်ချက်ထိုကျင့်ဝတ်ထိုတာဝန်များနှင့်ပြည့်စုံမှသာလူဘဝမည်၏ထိုသို့လူဘဝမည်သောဘဝမျိုးကိုထူထောင်နိုင်ရန်အိမ်ထောင်သည်ဘဝသည်သာအသင့်လျော်ဆုံးဖြစ်၏ထို့ကြောင့်သား၌ချစ်သောမိခင်သည်သူ၏သားအားအိမ်ထောင်ချရန်စီစဉ်၏ထို့သို့စီစဉ်ခြင်းသည်လူဘဝသို့ရောက်လာသောသူသား၏ဘဝကိုဘဝမည်သောသဘောကိုဆောင်နိုင်စေရန်မိခင်၏စစ်မှန်သောမေတ္တာဖြင့်စီစဉ်ခြင်းဖြစ်၏စစ်မှန်သောမေတ္တာဟူသည်တိမာတံ့ပေဒခေါ်ငါအတွက်ငါသားဟူသောငါ၏နယ်နိမိတ်ကိုလွန်၍လောကအတွက်ငါသားဟူသောနယ်နိမိတ်မဲ့သဘောကိုဆောင်၏တို့ရာတွင်သားကမိခင်၏စစ်မှန်သောမေတ္တာကိုသဘောမပေါက်ငါဘဝသည်ငါမိခင်အတွက်သာဖြစ်၏ဟူ၍မိခင်၏နယ်နိမိတ်အတွင်း၌သာကန့်သက်ထား၏လောက၏နယ်နိမိတ်အတွင်းသို့မရောက်သူ၏အချစ်သည်နုနယ်သောသူတို့၏ဘဝအသည့်အတိုင်းနုနယ်သေးသောအချစ်သာဖြစ်၏ယဉ်ကျက်မှဲ့ဝန်းသောအဆင့်သို့မရောက်သေးတော်လဲသူအဆင့်အရမွန်မြတ်ပါ၏သို့ဖြစ်၍သူမိခင်၏အစီမံကိုနင်းဆန်ကာလက်ရှိလူပြိုဘဝဖြစ်ပင်သူမိခင်၏ဝေယဝစ္စများကိုဆောင်ရွက်ခါလေယာလုပ်ငန်းဖြင့်သူမိခင်ကိုပြုစုစောင့်ရှောက်ခွင့်ပြုရန်တောင်းပန်ရှာ၏တာမန်အမြင်အားဖြင့်ဆိုလျှင်သားလိမ္မာပင်ဖြစ်၏တို့ရာတွင်အမေမြင်သည်ကဘဝတွင်ရည်ရွယ်ချက်ရှိ၏ဘဝ၏ရည်ရွယ်ချက်မှာလွတ်လပ်မှုရှင်သန်မှုနှင့်ရိုင်းပင်းမှုတို့ပင်ဖြစ်၏ယင်းသုံးမျိုးတို့သည်အသွင်အားဖြင့်သုံးမျိုးဖြစ်တော်လဲအနှစ်သာရအားဖြင့်မူတစ်မျိုးတည်းသာဖြစ်၏မကွဲပြားလူဘဝသည်လောက၏အစိတ်ပိုင်းသာဖြစ်၏အစိတ်ပိုင်းသီးသီးတို့သည်မိမိတို့တာဝန်အလျောက်လွတ်လပ်စွာဆောင်ရွက်နိုင်ပါမှဆက်ရန်တရားတစ်ပွဲလောကသည်ငြိမ်ချောင်းသာယာစွာလည်ပတ်နိုင်ပေလိမ့်မည်သို့မဟုတ်ပဲဘဝတစ်ခုကအခြားဘဝတစ်ခုကိုမိမိနှင့်မဆိုင်ပဲဝင်ရောက်ချုပ်ချယ်ပါကဘဝအစိတ်ပိုင်းအချင်းချင်းတိုးဝှေ့တစ်ဆို့သွားပြီးလောကယန္တရားသည်ကမောက်ကမဖြစ်သွားပြီလိမ့်မည်ထို့ကြောင့်အမေသည်သူ့သား၏ဘဝကိုလောကယန္တရား၏အစိတ်ပိုင်းများလွတ်လပ်စွာလှူရှားမှု၌တိုးဝှေ့တစ်ဆို့သွားအောင်မချုပ်ချယ်ပဲတာယာငြိမ်ချောင်းစွာလည်ပတ်နိုင်မှု၌အထောက်အကူပြုသောအစိတ်ပိုင်းတစ်ခုဖြစ်စေလို၏
သို့ဖြစ်၍သာသူ့သားကိုအိမ်ထောင်ပြုစီရန်စီမံခြင်းဖြစ်၏အိမ်ထောင်သည်၏ဘဝသည်အမှန်အားဖြင့်လောကယန္တရား၏အခြားသောဆိုင်ရာဘဝစိတ်ပိုင်းများနှင့်အထိတွေ့ရဆုံးဖြစ်သည်ဖြင့်အန္တရာယ်အပြုနိုင်ဆုံးသို့မဟုတ်အထောက်အကူပြုနိုင်ဆုံးဖြစ်၏အိမ်ထောင်သည်ဟူသည်တဦးတည်းကသားလည်းဖြစ်၏အုပ်ချုပ်ခံလည်းဖြစ်၏ဖခင်လည်းဖြစ်၏အိမ်ဦးနတ်လည်းဖြစ်၏ခင်ပွန်းလည်းဖြစ်၏အုပ်ချုပ်သူလည်းဖြစ်၏ဒါယကာလည်းဖြစ်၏အလှခံလည်းဖြစ်၏သားသမီးများ၏ဆရာလည်းဖြစ်၏မိတ်ဆွေလည်းဖြစ်၏အဘယ်မျှလောက်လောကတာယာငြိမ်ချောင်းရေးအတွက်ဆောင်ရွက်ခွင့်ရသောဘဝအစိတ်ပိုင်းမျိုးဖြစ်ပါလေသနည်းရှင်သန်မှုနှင့်ပတ်သက်၍အိမ်ထောင်သည်၏ဘဝသည်အစဉ်ရှင်သန်နေမှသာမိဘဘိုးစဉ်ပေါင်းဆက်အပါအဝင်မိမိတို့၏အမျိုးအနွယ်များဓလေ့ထုံးစံများယဉ်ကျေးမှုများကိုဤမြေပြင်မှမပြောက်ကွယ်သွားအောင်ထိန်းသိမ်းနိုင်မည်ဖြစ်၏သို့ဖြစ်၍သားစဉ်သမီးဆက်ဖြစ်ပေါ်ရန်လိုအပ်၏အိမ်ထောင်ပြုခြင်းဆိုသည်မှာကာမဂုဏ်ခံစားရန်မဟုတ်ပေလောကယန္တရားတာယာငြိမ်ချောင်းစွာလည်ပတ်နိုင်၏အတွက်လောက၏အစိတ်ပိုင်းများအဖြစ်အထောက်အကူပြုဆောင်ရွက်နိုင်စေရန်သားသမီးယတနာများထွန်းကား၏အတွက်သာဖြစ်၏သို့မဟုတ်ပါကမျိုးဆက်ပြန့်ပွားမှုရပ်ဆိုင်းပြီးလူလောကသည်တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်ပါ၏ဤအန္တရာယ်ကိုကာကွယ်ရန်အတွက်အမေသည်သားအားအိမ်ထောင်ပြုရန်တိုက်တွန်းခြင်းဖြစ်၏ဘဝ၏ရည်ရွယ်ချက်ကိုအကောင်အထည်ဖော်ရန်ဖြစ်၏အကယ်၍လောကယန္တရား၏အစိတ်ပိုင်းတစ်ပွဲဖြစ်သောထိုဘဝတို့သည်ရှင်သန်မှုမရှိတော့ဘဲပြတ်သုံးသွားမည်ဆိုပါကဤလောကသည်မည်သို့အသွင်သဏ္ဍာန်ရှိနိုင်ပါသနည်းဟူသောမေးခွန်းနှင့်ပတ်သက်၍ဣရုဝေထလာနာသဒီယသုတ်10:129ဤစကားကိုခေတ္တငှား၍သုံးရလျင်ဤလောကသည်မိသည့်အရာဝတ္ထုမှစတင်ဖြစ်ပေါ်လေသနည်းဖန်ဆင်းမှုဟုတ်ချင်လဲဟုတ်မည်မဟုတ်ချင်လဲမဟုတ်ဤလောက၏အကြီးအမှုဖြစ်၍အမြင့်ဆုံးကောင်းကင်၌နေသူသာသိပေလိမ့်မည်သို့မဟုတ်သူသည်ပင်သိချင်မှသိပေလိမ့်မည်ဟု၍ဖြေရမည်ဖြစ်၏ဗုဒ္ဓ၏စကားနှင့်ဖြေရလျင်မူလောကဝိတယောအစိန်တယောပင်ဖြစ်၏အထူးဆိုပွဲမရှိတို့ရာတွင်ပုထုဇဉ်တို့၏အမြင်အရာအစဉ်အလာအတွေ့အကြုံအတိုင်းကောင်းသောလက္ခဏာဟု၍မဆိုနိုင်ပါချေရိုင်းပင်မှုနှင့်ပတ်သက်၍လူတို့မည်သည်တဦးချင်းတယောက်ချင်းနေ၍မရအပေါင်းအစုအဖြစ်အုပ်စုဖွဲ့၍နေရ၏ထိုအခါလောက၏အစိတ်ပိုင်းတစ်ဖွဲ့ဖြစ်သောလူတို့သည်မိမိတို့နှင့်ဆိုင်ရာအစိတ်ပိုင်းတာဝန်အလျောက်အစိတ်ပိုင်းအချင်းချင်းအဖို့အမိပြုရ၏အချင်းချင်းရိုင်းပင်ရ၏ကူညီရ၏ထိုလုပ်ငန်းဆိုင်ရာတာဝန်များပြက်ကွက်သည်နှင့်အမျှလောကယန္တရားသည်ချောမောစွာလည်ပတ်နိုင်တော်မူမဟုတ်ထိုအခါလောက၏အစိတ်အပိုင်းဖြစ်သောထိုဘဝတို့သည်မိတို့လျင်ဒုက္ခနှင့်ပြည့်စုံနိုင်ကြပေလိမ့်မည်နီထိုကြောင့်တဦးချင်း၏ဘဝတာယာရေးအတွက်လောကတစ်ခုလုံးငြိမ်းချမ်းသာယာအောင်ဆောင်ရွက်ရေး၌အချင်းချင်းရိုင်းမင်းကူညီရန်တာဝန်ကိုစီရှိကြ၏ဤသဘောကိုအမေသည်မြင်၏ဤအမြင်သည်အမေ၏မေတ္တာနှင့်ရှင်သောအမြင်ဖြစ်၏လူသမိုင်းအစ၌ဘဝ၏ရည်ရွယ်ချက်၃မျိုးဖြစ်သော၁လွတ်လပ်မှု၂ရှင်သန်မှု၃ရိုင်းပင်းမှုတို့ကိုဆောင်ရွက်နိုင်ရန်မိမိတို့၏ဘဝအတွေ့အကြုံများမှအိမ်ထောင်သည်ဘဝကိုတန်ဖိုးထားကြခြင်းဖြစ်၏အိမ်ထောင်သည်ဘဝသည်လောက၏အစိတ်ပိုင်းတစ်ဖွဲ့ဖြစ်သောဘဝအသီးသီးတို့၏တာဝန်အမျိုးမျိုးတို့ကိုဆောင်ရွက်ခွင့်အရဆုံးဖြစ်၏ဘဝ၏ရည်ရွယ်ချက်ကိုပြီးမြတ်အောင်အကောင်အထည်ဖော်နိုင်ဆုံးဖြစ်၏မိဘနှင့်ပတ်သက်လာလျင်မိမိသည်သားသမီးဖြစ်၏
ထို့ကြောင့်သားသမီး၏ဘဝအပိုင်းကိုဆောင်ရွက်ခွင့်ရ၏သားသမီးနှင့်ပတ်သက်လာလျင်လည်းမိမိသည်မိဘဖြစ်ရပြန်၏ထို့ကြောင့်မိဘ၏ဘဝအပိုင်းကိုဆောင်ရွက်ခွင့်ရပြန်၏ဤနည်းအားဖြင့်မိဘနှင့်ပတ်သက်လာလျင်မိမိသည်တပည့်ဖြစ်ရသဖြင့်တပည့်၏ဘဝပိုင်းတာဝန်သားသမီးနှင့်ပတ်သက်လာလျင်မိမိသည်ဆရာဖြစ်ရသဖြင့်ဆရာ၏ဘဝပိုင်းတာဝန်ဆရာသာမကမိတ်ဆွေလည်းဖြစ်ရသဖြင့်မိတ်ဆွေ၏ဘဝပိုင်းတာဝန်မိတ်ဆွေသာမကပတ်ဝန်းကျင်လည်းဖြစ်ရသဖြင့်ပတ်ဝန်းကျင်၏ဘဝပိုင်းတာဝန်ခင်မွန်းဖြစ်ရသဖြင့်ခင်ပွန်း၏တာဝန်အိမ်ဦးနတ်ဖြစ်ရသဖြင့်အိမ်ဦးနတ်၏တာဝန်လုပ်ငန်းများစီမံခန့်ခွဲရသဖြင့်အလုပ်ရှင်၏တာဝန်မိမိကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်ရသဖြင့်အလုပ်သမား၏တာဝန်ဆိုင်ရာကောင်းမှုလုပ်ငန်းတို့၌ပါဝင်လှူဒါန်းရသဖြင့်အလှူရှင်၏တာဝန်ထိုပူဇော်မှုချီးမြှောက်မှုတို့ကိုခံယူရသဖြင့်အလှူခံပုဂ္ဂိုလ်၏တာဝန်ရှေ့ဆောင်ရှေ့ရွက်ပြုရသဖြင့်နာယကပုဂ္ဂိုလ်၏တာဝန်လက်အောက်ခံနေရာကနေ၍ဆောင်ရွက်ရသဖြင့်ငယ်သား၏တာဝန်အုပ်ချုပ်ရေးကိုဆောင်ရွက်ရသဖြင့်မင်း၏တာဝန်ဆိုင်ရာဥပဒေများကိုလိုက်နာရသဖြင့်တိုင်းသူပြည်သားများ၏တာဝန်ဤသို့စသည်ဖြင့်တာဝန်အမျိုးမျိုးကိုဆောင်ရွက်ခွင့်ရ၏ဤသို့ဆောင်ရွက်ခွင့်ရသဖြင့်ဆောင်ရွက်ရခြင်းသည်အစပထမ၌ဘဝဒုက္ခ၏ရည်ရွယ်ချက်များဖြစ်၏လောကဒုက္ခ၏ရည်ရွယ်ချက်များဖြစ်၏ယင်းရည်ရွယ်ချက်များသည်အရိယသစ္စာကိုမသိသေးမီစัจ जाကောင်းမွန်သောသမုဒိသစ္စာသဘာဝသစ္စာများဖြစ်ပါ၏ယင်းသစ္စာများသည်တဏမာနဒိဋ္ဌိတို့ဖြင့်ဆွဲယူအပ်သောအတ္တအပေါ်အခြေခံသောသစ္စာများသာဖြစ်ကြောင်းထိုးထွင်း၍သိမြင်လာသောအခါဘဝ၏ရည်ရွယ်ချက်၃ခုကိုအမြင့်ဆုံးရောက်အောင်တိုးမြင့်လိုက်၏အရိယသစ္စာအဖြစ်သတ်မှတ်လိုက်၏ထိုအခါဘဝ၏လွတ်လပ်မှုကိုမောက္ခဟူ၍၎င်းဘဝ၏ရှင်သန်မှုကိုအမတဟူ၍၎င်းဘဝ၏ရိုင်းပင်းမှုကိုတရဏဟူ၍၎င်းပြည့်ညတ်လိုက်၏အမှန်အားဖြင့်မောက္ခအမတတရဏဟူသောအမည်သုံးမျိုးသည်နိဗ္ဗာန်တစ်မျိုးတည်း၏ပရိယေအမည်များသာဖြစ်၏အတိညာဏ်မရင်ချက်မီကဝါရိဘာတိကသစ္စာသမုဒိသစ္စာသဘာဝသစ္စာများအနေဖြင့်လူတို့သည်ဘဝ၏ရည်ရွယ်ချက်များကိုလွတ်လပ်မှုရှင်သန်မှုရိုင်းပင်းမှုဟူ၍၃မျိုးသတ်မှတ်ခဲ့ပါ၏ထို၃မျိုးသတ်မှတ်ခဲ့သည့်အတိုင်းအဆင့်အလိုက်၃မျိုးပင်ကွဲပြားကြပါ၏တို့ရာတွင်နုရာမှရင့်၍သွားအောင်လူတို့သည်ကျင့်၍သွားကြလေသောအခါပါရိဘာတိကသစ္စာမှသမုဒိသစ္စာသို့သမုဒိသစ္စာမှသဘာဝသစ္စာဥပါဒါနခန္ဓာယုံနှင့်နံသို့သဘာဝသစ္စာမှအရိယသစ္စာသို့အမှန်တရားတို့သည်အစဉ်ပို၍မြင့်မားလာကြ၏နောက်ဆုံး၌ဘဝရည်ရွယ်ချက်သည်နိဗ္ဗာန်သို့တိုင်၏နိဗ္ဗာန်သည်အနှစ်သာရအနေဖြင့်တစ်ခုတည်းဖြစ်တော်လဲအသွင်သဏ္ဍာန်အားဖြင့်မူလွတ်လပ်မှုလည်းပါ၏ရှင်သန်မှုလည်းပါ၏ရိုင်းပင်းမှုလည်းပါ၏ယင်းသုံးမျိုးတို့သည်ယနေ့လူပေါင်းသားယာရေးအတွက်တိကျစီနာနခဏိကအနေဖြင့်ဆောင်ရွက်ရန်ဘဝ၏ရည်ရွယ်ချက်အမှန်များဖြစ်ကြပါ၏အမေ၏ဘဝရည်ရွယ်ချက်သည်အရိယသစ္စာအထိမမြင့်မားတော်လေထိုခေတ်ဘာသာရေးယုံကြည်မှုအရလောကသစ္စာ၌မူသက်ဝင်ယုံကြည်၏ဘာသာရေးယုံကြည်မှု၌အယူသီးသူအဖြစ်လဲမှတ်ယူနိုင်၏သို့ဖြစ်၍သာအမေသည်သား၏ဘဝကိုမိမိ၏ကိုယ်ကျိုးကိုယ်စီးပွားတစ်ခုတည်းအတွက်သာအသုံးချရန်မရည်ရွယ်ဘဲမိမိမျိုးနွယ်စု၏အစည်းပွားပတ်ဝန်းကျင်၏အစည်းပွားလောက၏အစည်းပွားအတွက်ပါအသုံးချရန်ရည်ရွယ်၍
သားကိုအိမ်တော်ချရန်စီစဉ်ခြင်းဖြစ်၏သို့မှသာသားပေါ်အမေ၏စစ်မှန်သောမေတ္တာဖြင့်ချစ်ရာရောက်ပေလိမ့်မည်သို့မဟုတ်ပါကအချစ်မှားကိုအချစ်မှန်ခြင်းသောမိခင်မျိုးသာဖြစ်ပေလိမ့်မည်ဘဝ၏ရည်မှန်းချက်များပြည့်ရန်အတွက်တာဝန်ဝတ္တရားများကိုလည်းဆောင်ရွက်ရန်လိုအပ်ပါ၏ထိုတာဝန်ဝတ္တရားများမှာမိမိတို့၏ဘဝအဆင့်အလိုက်သားသမီးတာဝန်မိဘတာဝန်တပည့်တာဝန်ဆရာတာဝန်ခင်ပွန်းတာဝန်ဇနီးတာဝန်အလုပ်ရှင်တာဝန်အလုပ်သမားတာဝန်မိတ်ဆွေတာဝန်အိမ်ရှင်တာဝန်ဧည့်သည်တာဝန်ယဟန်တာဝန်ဒါယကာတာဝန်မင်းတာဝန်ပြည်သူတာဝန်ခေါင်းဆောင်နာယကတာဝန်လက်အောက်ငယ်သားတာဝန်စသည်တို့ဖြင့်လူတို့သည်ဆိုင်ရာတာဝန်များကိုဝတ္တရားများအနေဖြင့်မလွဲမသွေဆောင်ရွက်ရမည်ဖြစ်ပါ၏တာဝန်ဝတ္တရားများကိုလည်းဘာသာယဉ်ကျေးမှုအရာလိုက်နာဆောင်ရွက်ရန်သတ်မှတ်ပြီးဖြစ်ပါ၏ပြဋ္ဌာန်းပြီးဖြစ်ပါ၏တာဝန်များကိုဆောင်ရွက်ရာ၌တာဝန်တစ်ရက်နှင့်တစ်ရက်အချင်းချင်းချုပ်ချယ်လွှမ်းမိုးပြီးတိုးဝေးတစ္ဆူသွားကလောကယန္တရားကမောက်ကမဖြစ်မသွားရလေအောင်အချင်းချင်းလိုက်နာကျင့်သုံးရမည့်အခြေခံမူများလည်းရှိပါ၏ယင်းတို့ကိုကိုကျင့်သိက္ခာများဟူ၍ခေါ်၏ကိုကျင့်သိက္ခာများကိုကျင့်သုံးရာတွင်ဗျမဆိုတရားတို့ဖြင့်ဝန်းရံထားဖို့လိုအပ်ပါ၏ချစ်ခြင်းကျင်နာခြင်းလေးစားခြင်းမှန်ကန်မျှတခြင်းမပါသောဒါနသီလဘာဝနာသို့မဟုတ်သီလသမာဓိပညာတို့သည်လောကယန္တရားကိုအေးချမ်းသာရအောင်ဆောင်ရွက်ရာ၌ထိရောက်ကြမည်မဟုတ်တသားတည်းတစ်ခုတည်းအဖြစ်သို့ရောက်သောညီညွတ်မှုဟာမိုနီကိုဖြစ်အောင်ဆောင်ရွက်နိုင်ကြမည်မဟုတ်လောကလူပေါင်းတွင်အချို့သောအပိုင်းသည်တာယာ၍အချို့သောအပိုင်းကကြရက်ထံမြဲထံနေမိတာဖြစ်၏ဥထောင်လျင်ပဲကစိုက်၍ပဲ့ကထောင်လျင်ဥကစိုက်နေမည်ဖြစ်၏ထို့ကြောင့်လောကယန္တရားငြိမ်ညောင်းသာယာစွာလှုပ်ရှားနိုင်၏အတွက်ဆိုင်ရာဘဝအဆင့်အလိုက်ကိုယ်စီတာဝန်များကိုဆောင်ရွက်ရာတွင်အခြေခံမူအဖြစ်ချစ်ခြင်းကျင်နာခြင်းလေးစားခြင်းတရားမျှတခြင်းတည်းဟူသောဗျမဆိုတရား၄ပါးတို့ဖြင့်ထုံမွမ်းထားသောကိုကျင့်သိက္ခာများကိုတဦးချင်းစရိုက်တဦးချင်းညင်တို့အဆင့်ကိုကျော်ကာအမျိုးသားစရိုက်အမျိုးသားညင်အဆင့်သို့ရောက်အောင်အားထုတ်အပ်ပါ၏အမေသည်အတ္တဆန်သောအမေမဟုတ်လောကဆန်သောအမေဖြစ်၏အမြင်ကျဉ်သောအမေမဟုတ်အမြင်ကျယ်သောအမေဖြစ်၏ထို့ကြောင့်အမေသည်သား၏ဘဝကိုလောက၏အထောက်အကူပြုအစိတ်ပိုင်းတစ်ခုအဖြစ်တာဝန်ယူဆောင်ရွက်နိုင်စေရန်အိမ်ထောင်ချဖို့စီစဉ်၏သားသည်အိမ်ထောင်မပြုလိုတော့လေအမေ၏စန္ဒကိုလိုက်လျောကအမေနှင့်ညှိပြီးမိမိနှစ်သက်သောအမျိုးသမီးနှင့်လက်ထပ်လိုက်၏တို့ရာတွင်သား၏အိမ်ထောင်သည်ဘဝသည်အမေမျှော်လင့်သောအိမ်ထောင်သည်ဘဝမျိုးဖြစ်မလားသူတို့တွင်သားသမီးယတနာများမထွန်းကားခဲ့ထိုအခါဘဝ၏ရည်ရွယ်ချက်များကျင့်ဝတ်များတာဝန်များကိုမျှော်မှန်းသည့်အတိုင်းဆောင်ရွက်ရန်အကျက်အတဲတွေ့လာ၏ထိုအကျက်တဲကကံကြမ္မာ၏အကျိုးတရားပေသည်ကံကြမ္မာ၏အကျိုးတရားဟူသည်မိသူမျှမတွန်းလှန်နိုင်သောအင်အားဖြစ်၏ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကံကြမ္မာ၏အင်အားကိုလေကတစ်တပွဲခံယူရ၏ယင်းကိုပင်ပါဠိဝေါဟာရဖြင့်တန်ဒေါသဟူ၍ဆို၏မြန်မာဝေါဟာရအားဖြင့်ကျေနပ်မှုသို့မဟုတ်ရောင့်ရဲမှုပင်ဖြစ်၏ကျေနပ်မှုသို့မဟုတ်ရောင့်ရဲမှုဟူသည်လေကတစ်တပွဲဖြစ်သည်ဖြင့်ယာယီကွန်းခိုရာသာဖြစ်၏ထာဝရစခန်းမဟုတ်တက်၍လည်းရ၏ဆင်း၍လည်းရ၏တို့ရာတွင်ထာဝစဉ်ရက်၍ကမနေရအမြင့်ဆုံးအထိမရောက်မနေတက်ရမည်
တာဝန်ရှိ၏လောကတွင်ကံကြမ္မာ၏အကျိုးတရားများရှိ၏ယင်းကိုလောကဓာတ်ဟူ၍ခေါ်၏လောကဓာတ်တွင်ကောင်းသည်လည်းရှိ၏ဆိုးသည်လည်းရှိ၏ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေယင်းကိုသဘာဝ၏ဖြစ်စဉ်အဖြစ်သတ်မှတ်၏လှေကတစ်အဖြစ်သဘောထား၏အဖြစ်ကိုအဖြစ်အတိုင်းအရှိကိုအရှိတိုင်းမြင်နိုင်အောင်အမေသည်ကြိုးစား၏အမေ၏သားနှင့်သမီးတို့တွင်သားသမီးယတနာမထွန်းကားလေသောအခါအမေတို့မျိုးနွယ်၏ဘဝသည်ရှင်သန်တော့မည်မဟုတ်ပြတ်သုံးပြီတော့မည်ဤသဘောကိုအမေသည်လက်မခံနိုင်ဖြစ်ဖြစ်သမျှရသမျှရှိသမျှနှင့်ရောင်ရဲရမည်ကျေနပ်ရမည်ဟုသည်ငုတ်တုတ်ထိုင်၍ထာဝရရနာနေရမည်ဟု၍ဆိုလိုသည်မဟုတ်အစိုးတရားနှင့်တွေ့လျင်လဲငိုရှိုက်ပြီးလဲစင်းမခံရအကောင်းတရားနှင့်တွေ့လျင်လဲရေမောပြီးရစ်မှုမနေရအမေသည်လူဘဝနှင့်ပတ်သက်၍ဤသို့မြင်သူဖြစ်၏လောကဓာတ်တရားများသည်ဘဝအတွက်ပန်းတိုင်မဟုတ်ဆက်၍ရှောက်ခါရှောက်ကာတစ်ထစ်ပြီးတစ်ထစ်တက်လန်းရမည့်လှေကတစ်သာဖြစ်၏တန်တရားကြီးဟုသောလှေကားကရှေ့လျားပါပြီအမေသည်သားကိုချစ်၏ချွေးမကိုလည်းချစ်၏သားနှင့်ချွေးမကိုချစ်သောအချစ်သည်မိမိကပိုင်ဆိုင်ပြီးမိမိအကျိုးစီးပွားအတွက်ချစ်သောအချစ်မဟုတ်လောကကပိုင်ဆိုင်ပြီးလောက၏စီးပွားအတွက်ချစ်သောအချစ်ဖြစ်၏ဧတဓမ္မောတနံတနောဟူသောလောကအစဉ်အလာဓမ္မအရာအိမ်အောင်စုတစုအတွက်တူကစတေးခံရ၏ရွာတရွာအတွက်အိမ်အောင်စုတစုကစတေးခံရ၏မြို့တစ်မြို့အတွက်ရွာတရွာကစတေးခံရ၏လူမျိုးတစ်မျိုးလုံးအတွက်မြို့တစ်မျိုးကစတေးခံရ၏ဤနေရာတွင်စတေးခံရခြင်းဆိုသည်မှာဒေါသမာနတို့ဖြင့်စွန့်စားခြင်းမဟုတ်ပဲချစ်ခြင်းကျင်နာခြင်းလေးစားခြင်းတရားမျှတခြင်းတည်းဟူသောဗြဟ္မစိုရတရား၄ပါးတို့ဖြင့်ထုံမွန်းသောကိုယ်ကျင့်သိက္ခာပေါ်၌အခြေခံ၍မိမိဆိုင်ရာတာဝန်များကိုဆောင်ရွက်ရာ၌မကြောက်မရွံ့နောက်မတွန့်ဘဲအသက်တည်သည့်အထိကိုယ်ကျိုးကိုစွန့်လွတ်ခြင်းသည်ထိုသို့စွန့်လွတ်ခြင်းသည်ဘဝ၏ရည်ရွယ်ချက်များဖြစ်သောလွတ်လပ်မှုရှင်သန်မှုရိုင်းပင်းမှုတို့အတွက်သာဖြစ်၏ယင်းကိုဗုဒ္ဓဘာသာဝင်တို့ကနိဗ္ဗာန်ပစ္စယောဟောတုမည်သည့်စီးစိမ်ဥစ္စာကိုမျှမတောင့်တပဲသို့မဟုတ်ဘာကိုမျှမတောင့်တပဲလွတ်စွန့်လွတ်ခြင်းဟူ၍ဘာသာရေးအမြင်ဖြင့်အနက်ဖော်ကြ၏ဘာကိုမျှမတောင့်တတတ်ခြင်းသည်တောင့်တတတ်သောဝါနခေါ်လောဘမှလွတ်မြောက်ခြင်းဖြစ်၏လောဘမှလွတ်မြောက်ခြင်းသည်နိဗ္ဗာန်ဖြစ်၏နိဗ္ဗာန်သည်ဘုံနှင့်နန်းနှင့်ဗိမာန်နှင့်မဟုတ်လောဘကိုပယ်ခြင်းဖြစ်၏အယက်သုံးဝေါဟာရဖြင့်ဖော်ပြရပါကလောဘကိုနည်းနည်းပယ်လျင်နည်းနည်းနိဗ္ဗာန်ဖြစ်၏များများပယ်လျင်များများနိဗ္ဗာန်ဖြစ်၏အကျွင်းမဲ့ပယ်လျင်အကျွင်းမဲ့နိဗ္ဗာန်ဖြစ်၏နိဗ္ဗာန်၏အေးမြချမ်းသာခြင်းကိုမူလူတိုင်းကြားဘူးကြ၏လောဘကင်းလျင်ကင်းသည့်အလျောက်ချမ်းသာခြင်းကိုလူတိုင်းကြုံတွေ့ဘူးတော်လေနိဗ္ဗာန်၏အေးမြသောချမ်းသာခြင်းမျိုးဟူ၍ကမြေစာမိကြအမေသည်တလင်တများစနစ်ကိုမျက်နှိုးပါ၏တန်ဖိုးလဲထားပါ၏တို့ရာတွင်မိမိတို့အမျိုးအနွယ်မပြတ်ရေးအတွက်လောကအစဉ်လာဓမ္မကိုလိုက်နာသောအားဖြင့်ထိုစနစ်ကိုစတေးရမည်မိမိသားအားနောက်အိမ်ထောင်ပြုရန်တိုက်တွန်းရ၏သို့မှသာသားစဉ်မျိုးဆက်မပြတ်ဖြစ်ချေမည်သားကလည်းအမေဆန္ဒအတိုင်းလိုက်နာ၏မိမိ၏ဇနီးသည်နှင့်ညှိ၏ဇနီးသည်ကလည်းသဘောတူ၏မုံကိုဝေမျှနိုင်ရန်အနှောက်အယှက်ကင်းစွာကြည်ပြူနိုင်တော်လဲလင်ကိုဝေမျှရန်ကိုမကြည်ပြူနိုင်တို့ရာတွင်လောကအစဉ်လာဓမ္မတာအတိုင်းလိုက်နာရန်
ယောက်ခမ၏အစီအစဉ်ကိုမတွန်းလှန်နိုင်ထို့ကြောင့်ယောက်ခမနှင့်ခမွန်းသည်၏အစီအစဉ်ကိုကြေကွဲသောနှလုံးသားဖြင့်သဘောတူလက်ခံလိုက်ရခြင်းဖြစ်၏တို့ရာတွင်သူ့အတွက်အကောင်းဆုံးဖြစ်အောင်တော့စဉ်းစား၏မိမိ၏ခင်မွန်းသည်မိမိနှင့်မရင်းနှီးသောအမျိုးသမီးကိုလက်ထပ်၍သားသမီးမွေးလျင်မိမိသည်အလိုလိုပင်ကျွန်ဖြစ်ရပေတော့မည်မိမိနှင့်ရင်းနှီးသောအမျိုးသမီးကိုမိမိကိုယ်တိုင်ရှာကြံပေးစားနိုင်မှဧကပတိခေါ်မရပြိုင်ဖြစ်နိုင်ပေမည်ဟုစဉ်းစား၏ထို့နောက်သူ၏အကြံအစည်အတိုင်းသူနှင့်ရင်းနှီးသောအမျိုးသမီးမိဘများထံသွား၍အကျိုးအကြောင်းရှင်းပြပြီးသားသမီးယတနာရပါကထိုသူတို့သမီးသာဆွေစဉ်မျိုးဆက်အမွေခံဖြစ်မိကြောင်းပြောပြပြီးထိုသူတို့သမီးကိုမိမိခင်မွန်းသည်နှင့်ချိန်များပေ၏တို့ရာတွင်ဒုတိယဇနီးသည်နှင့်မိသည့်နည်းနှင့်မျှသားသမီးမရစေရဟု၍ကာဆုံးဖြတ်ထား၏ထို့နောက်အမြုံဇနီးကညီမကိုဝင်ရလျင်အမကိုအရင်ဆုံးပြောအမပြုစုမည်ဟုမှာထား၏အမျိုးသမီးငယ်ကလည်းမှာထားသည့်အတိုင်းကိုဝင်ရသောအခါပြောပြ၏အမြုံဇနီးကဒီအခါတွင်ကိုဝင်ကြစည်ကိုထည့်၍အမအရင်တပွဲပြုစုကျွေးမွေး၏ထိုအခါကိုဝင်သည်ပြတ်ကြ၏တို့ရာတွင်ရိုးရိုးပင်ဟုထင်၏ဒုတိယအကြိမ်ကိုဝင်ရကြောင်းပြောပြသောအခါတွင်လည်းအမြုံဇနီးသည်ပို၍ဂရုစိုက်၏စောင့်ရှောက်၏တို့ရာတွင်ကိုဝင်သည်ဒုတိယအကြိမ်ပြတ်ပြန်လေ၏ဒုတိယအကြိမ်ပြတ်ပြန်တော်လေရိုးရိုးပင်ထင်၏အမ၏ပြုစုခြင်းကအသွင်သဏ္ဍာန်အားဖြင့်တကယ်ပင်ကိုဖိရင်ဖိစေတနာအပြည့်ဖြစ်ပေသည်တကားမိတို့မျှတန်တရားဝင်စရာမရှိတို့ရာတွင်ပတ်ဝန်းကျင်ကမူတန်တရားဝင်လေ၏ထို့ကြောင့်နောက်တစ်ချိန်ကိုဝင်ရှိလျင်မပြောရန်မှာကြားထား၏တတိယအကြိမ်ကိုဝင်ရှိလာသောအခါမိန်းမငယ်သည်မပြောဘဲနေ၏ကိုဝင်ရင့်လာသောအခါမှအမြုံမဇနီးသည်သိ၏ထိုအခါအမြုံမဇနီးသည်ကညီမရဲ့စောစောကဘာကြောင့်မပြောပါသလဲဟုမေး၏မိန်းမငယ်ကလည်းပထမကိုဝင်ပြတ်ကျခြင်းမှလည်းအမပင်ဖြတ်ချခြင်းဖြစ်တယ်ဒုတိယကိုဝင်ပြတ်ကျခြင်းမှလည်းအမပင်ဖြတ်ချခြင်းဖြစ်တယ်ရိုးရိုးပြတ်ကျခြင်းမဟုတ်ဘူးဒါကြောင့်တတိယအကြိမ်ကိုဝင်ရှိလာလျင်မပြောလီနဲ့လို့အိမ်နီးနားချင်းများကမှားထား၍မပြောခြင်းဖြစ်ပါတယ်ဟုရိုးသားစွာပြန်လည်ရှင်းပြ၏အမြုံမဇနီးသည်မိတို့မျှမတက်နိုင်တော့ကိုဝင်ကလည်းရင့်လေပြီသူ၏အပြုစုကိုလည်းမခံတော့သူကျွေးမွေးသည်ကိုလည်းမစားတော့တို့ရာတွင်အမြုံမဇနီးသည်လည်းအားမလျှော့ကြိတ်၍ကြံ၏တနေ့တွင်မိမငယ်အလစ်၌အစာတွင်ကိုဝင်ပြတ်ကြစီကိုခတ်လိုက်၏မိမငယ်လည်းအမတ်မဲ့စားမိရာမှကိုဝင်သည်ပြတ်ကျသွား၏ကိုဝင်ကရင့်မာချိန်ရောက်မှပြတ်ကျသဖြင့်အမိ၏အသက်ပါဆုံးရှုံးရတော့၏မိမငယ်သည်များစွာနာကြည့်၏မိဘချင်းလည်းခင်မင်၏မိမိကလည်းအမကဲ့သို့ပင်တန်ရောစင်တွေ့၏သူ့စကားကိုနားထောင်၏သူ့ကိုယုံ၏မိမိကအပြူသူ့ယောက်ျားကိုချစ်လှ၍လက်ထပ်သည်မဟုတ်သူ့ကိုချစ်၍သူ့ကိုငဲ့၍အခြားအမျိုးသမီးများနှင့်ဆိုလျှင်သူအမြုံမဖြစ်နေသည့်အတွက်ကျွန်ဖြစ်ရကြည်ရဲ့ဟုမျက်နှာငယ်ဖြင့်ပြောသဖြင့်သူ့ကိုကူညီလို၍သူ့ယောက်ျားကိုလက်ထပ်ခြင်းဖြစ်၏ယခုကလုံရက်လေခြင်းဟုများစွာစိတ်နာကနောင်ဘဝတွင်သူ၏သားသမီးများကိုဖျက်ဆီးနိုင်သူဖြစ်ရပါလို၏ဟု၍မကွယ်လွန်မီအာဃာတစိတ်ဖြင့်ဆုတောင်း၍ကွယ်လွန်၏ကောတောအတ္တနာဇာနာတိဒေါသသည်အကျိုးအကြောင်းကိုမစင်ကြံနိုင်ပါတကားမိမငယ်သည်သူ၏ဆုတောင်းတိုင်းဤအိမ်၌ပင်ကြောင်မဖြစ်၏လင်ယောက်ျားဖြစ်သူကလည်း
အကြောင်းကျိုးအစုံလင်ကိုသိသောအခါမိမိဒေါသကိုမထိန်သိမ်းနိုင်တော့ပဲမိမိ၏အမြုံမဇနီးတွေကိုရိုက်နှက်ရာလက်လွန်ခြေလွန်ဖြစ်ပြီးအမြုံမသည်ကွယ်လွန်သွားရှာ၏သူ၏အာကုသိုလ်ကံကြောင့်ဤအိမ်၌ကျမဖြစ်ရ၏ဗုဒ္ဓဒေသနာတော်အရာဝိတ္တိလဲလေပြီကျမကဥ၏ကြောင်မကစား၏တဖန်ကျမကဥပြန်၏ကြောင်မကစားပြန်၏ဤနည်းအားဖြင့်သုံးချိန်မြောက်ဥရုကိုစားပြီးသောအခါနောင်ဘဝ၌ကြောင်မနှင့်တကွသားသမီးများကိုစားနိုင်သောကိုဖြစ်ရပါလို၏ဟုကျမကဆုတောင်း၏အသက်ကံအလျောက်ကျမတည်သောအခါကျမကတစ်ဖြစ်၏ကြောင်မတည်သောအခါကြောင်မကသမင်ဖြစ်၏တန်တရားကကျဲ၏ကျဲတော်လဲချင်းခွေရင်မတွေ့လျင်ရေခန့်ရင်တော့တွေ့ရ၏ဟူသောစကားပုံအတိုင်းတခုသောတောအုံး၌တစ်နှင့်သမင်တို့ဆုံကြပြန်၏မူလဆုတောင်းတိုင်းသမင်ကမွေး၏တစ်ကစား၏သုံးချိန်မြောက်၌မူတစ်သည်သားနှင့်တကွသမင်မကိုပါစား၏သမင်မတည်မီလက်စားချေရန်ဆုတောင်းပြန်၏ထိုဆုတောင်းအရာပင်သမင်မကွယ်လွန်သောအခါတာဝိထိပြည်အနီးတွင်ဘလူးမဖြစ်၏တစ်မကတာဝိထိပြည်တွင်တခုသောအမျိုးအနွယ်၌အမျိုးသမီးဖြစ်၏ဘလူးမသည်လူအသွင်ဖန်ဆင်း၍အမျိုးသမီးနှင့်ရင်းနှီးသောမိတ်ဆွေဖွဲ့၏တဦးကလူသားစစ်စစ်တဦးကလူရောင်ဆောင်ထားသောဘလူးမသူတို့နှစ်ဦးသည်အလွန်ရင်းနှီးသောမိတ်ဆွေများဖြစ်ကြ၏လူသားမျိုးသမီးသည်အရွယ်ရောက်လာသောအခါအိမ်ထောင်ပြု၏မိမိခင်မွန်းသည်နေထိုင်ရာတာဝိထိပြည်၏တကားအနီးရှိရွာသို့လိုက်၍နေရ၏အချိန်ရောက်သောအခါသားဦးယတနာကိုဖွားမြင်၏လူသားအမျိုးသမီးသားဦးယတနာဖွားမြင်ကြောင်းကြားသိရသောအခါဘလူးမအမျိုးသမီးသည်ရင်းနှီးသောမိတ်ဆွေအသွင်ဖြင့်လာရောက်၍မိနေကန်အတွင်းသို့ဝင်ပြီးကလေးကိုကြည်ဟန်ပြုကာစားပြီးဘလူးမတကူအဖြစ်လူများမမြင်အောင်ထွက်ခွာသွား၏တို့ရာတွင်လူသားမျိုးသမီးသည်ထိုသို့ဘလူးမစားသွားကြောင်းမသိအခြားသောသူများလည်းမသိယုံသာမကတန်တရားလည်းမရှိကြဒုတိယအကြိမ်သားဦးယတနာဖွားမြင်သောအခါ၌လည်းထို့အတူပင်ဘလူးမသည်လာ၍စားသွားပြန်၏ထို့သို့ဘလူးမလာ၍စားသွားပါလျက်လူတို့မသိသည်မှာတာမန်အမြင်ဖြင့်ကြည့်လျင်မယုံကြည်ဖွယ်ဖြစ်တော်လေအာကုသို့အကျိုးပေးခွင့်ကြုံလာပါကလူတို့သည်အမှားကိုအမှန်ဖြင့်မြင်လာကြ၏အာတမသဘောသည်ဓမ္မအသွင်ကိုဆောင်လာတတ်၏ဟူ၍ဝဇီရဗုဒ္ဓတိကာဆရာမိတ်ဆိုသည့်အတိုင်းဘလူးမကိုမိတ်ဆွေရင်းထင်မှတ်ပြီးဘလူးမပေါ်မိတို့မျှတန်တရားမရှိသောကြောင့်ဖြစ်၏တို့ရာတွင်အမှန်တရားဟုသည်ကြကြဖုံးထား၍မရဒီနေ့တွင်အမှန်တရားဖြစ်ပေါ်လာမည်ဖြစ်၏အာတမသည်လည်းဓမ္မအသွင်ကိုကြကြဆောင်ထား၍မရဒီနေ့တွင်အာတမသဘောပေါ်လာမည်ဖြစ်၏ထို့ကြောင့်တတိယကြိမ်အမျိုးသမီးငယ်ကိုဝင်ရှိသောအခါအမျိုးသမီးငယ်ကသူ၏ခင်မွန်းကိုခေါ်၍ကျမတို့ကမိတ်ဆွေရင်းလို့ထင်သောသူမှာလူသားမဟုတ်ဘလူးမဖြစ်တယ်ကျမတို့၏ပထမကလေးနဲ့ဒုတိယကလေးနှစ်ဦးစလုံးကွယ်လွန်သွားသည်မှာရိုးရိုးမဟုတ်ထိုဘလူးမစားသွားခြင်းသာဖြစ်တယ်ယခုတတိယအကြိမ်ကိုဝင်အရစ်မှာဖြစ်လာပြီဒီအိမ်မှာမွေးဖွားလို့တော့မဖြစ်ဘူးအကယ်၍မွေးဖွားလျင်ဘလူးမလာစားမှာပဲဒါကြောင့်တတိယကိုဝင်မွေးဖွားလျင်ကျမ၏မိဘအိမ်သို့ပြောင်း၍မွေးဖွားရအောင်ကျမ၏မိဘအိမ်ကတာဝတိမြို့ထဲမှာဖြစ်လို့ပိုပြီးလုံခြုံနေဟုပြောပြ၏ခင်ပွန်းသည်ကလည်းသဘောတူသဖြင့်ဇနီးမောင်နှံနှစ်ဦးတို့သည်တာဝတိမြို့တွင်ရှိဇနီး၏မိဘအိမ်သို့ပြောင်း၍တတိယသားယတနာကိုဖွားမြင်၏ထိုအချိန်တွင်ဘလူးမသည်လည်းဝေတဝနနမင်းကြီးထံသို့အခစားဝင်ခိုက်ဖြစ်၏
လူတို့၏နှစ်အရေအတွက်အရာဘလူးမသည်ဝေတဝနနမင်းကြီးထံ၌9 လခန့်အခစာဝင်ရ၏တာဝန်ကာလပြီးလင်ပြီးချင်းဘလူးမသည်မိမိဌာနသို့ပြန်လာ၏ထိုအခါဇနီးမောင်နှံသည်လည်းမိမိတို့၏သားငယ်ကိုခေါင်းဆေးမင်္ဂလာပြုခြင်းအမိပေးကမွန်းတက်မင်္ဂလာပြုခြင်းတို့ဖြင့်ဆိုင်ရာမင်္ဂလာအခမ်းအနားများကိုပြုလုပ်ပြီးနောက်ဇေတဝန်ကျောင်းတော်ကိုဖြတ်၍မိမိတို့၏မူလနေရင်းအိမ်သို့ပြန်ကြ၏ဇေတဝန်ကျောင်းတော်သို့မရောက်မီကျောင်းတော်ရေကန်၌ရေချိုးကြ၏ဇနီးသည်ကအရင်ချိုး၏ဖခင်ကသားငယ်ကိုထိန်း၏ထို့နောက်ဖခင်ကချိုး၏မိခင်ကသားငယ်ကိုထိန်းရင်းနှုတ်တိုက်၏ဘလူးမှလည်းရွာသို့ပြန်ရောက်လျင်ပြန်ရောက်ခြင်းမိမိ၏အဆွေအမျိုးသမီးကိုမေး၏အိမ်နီးနားချင်းများကလည်းသား2 ယောက်မွေးဖွားစဉ်ကဘလူးမှစားသွားသဖြင့်ယခုတတိယမြောက်သားငယ်ကိုဤရွာ၌မမွေးတော့ဘဲသူမိဘများရှိရာတာဝတိမြို့တွင်အိမ်သို့သွား၍မွေးဖွားကြောင်းသို့ဖြစ်၍ထိုအမျိုးသမီးမရှိကြောင်းဖြင့်ပြန်လည်ပြောပြ၏ထိုအခါဘလူးမသည်ထိုအမျိုးသမီး၏သားကိုစားရန်အတွက်တာဝတိမြို့ရင်းသို့အလျင်အမြန်လိုက်လာရာဇေတဝန်ကျောင်းတော်အနီး၌အချင်းချင်းဆုံမိကြ၏လူအမျိုးသမီးသည်ဘလူးမကိုမြင်လျင်မြင်ချင်းမှတ်မိပါ၏သူ၏ခင်မွန်းသည်အားရှင်အမြန်လာပါရှေ့ကလာသူမှာသားငယ်2 ယောက်ကိုစားသွားသောဘလူးမဖြစ်ပါတယ်ယခုတတိယသားကိုစားပါလိမ့်မယ်ဟုကျေလောင်စွာဟစ်၍ခေါ်၏ထိုနောက်ခင်မွန်းသည်လာသည့်တိုင်အောင်မဆောင်နိုင်တော့ပဲသားငယ်ကိုပွေ့ချီကာဇေတဝန်ကျောင်းတော်အတွင်သို့ဝင်၍ပြေးလေ၏ထိုအခါမြတ်စွာဘုရားသည်ပရိသတ်အားတရားဟောတော်မူခိုက်ဖြစ်၏အမျိုးသမီးသည်လည်းမိမိ၏သားငယ်ကိုမြတ်စွာဘုရား၏ခြေဖမိုးတော်ပေါ်ချကာတပည့်တော်မသည်အရှင်ဘုရားတို့အားဤသားငယ်ကိုလှူဒန်းပါ၏တပည့်တော်မ၏သားငယ်အားအသက်ရှင်ခြင်းကိုပေးသနာတော်မူပါဖျားဟုလျှောက်ထား၏ကျောင်းတော်တကားမုတ်ဦး၌စောင့်နေသောသူမနနမင်းကဘလူးမအားကျောင်းတော်တွင်သို့ဝင်ခွင့်မပေးသဖြင့်ဘလူးမသည်ကျောင်းတော်တွင်သို့မဝင်နိုင်ဘဲရှိလေရာမြတ်စွာဘုရားကရှင်အာနန္ဒာအားလွှတ်၍ခေါ်ခိုင်းလိုက်၏ဘလူးမရောက်လာသောအခါမြတ်စွာဘုရားကလူအမျိုးသမီးနှင့်ဘလူးမအမျိုးသမီး2 ယောက်စလုံးကိုအကြောင်းပြု၍ဤသို့ဟောကြားတော်မူ၏ထိုအခါဘလူးမသည်ပါရမီရှိသူဖြစ်၍သောတာပန်၌တည်၏လူအမျိုးသမီးသည်လည်းဓမ္မတဝနာကုသိုလ်ရ၏ဤလောက၌ယံတို့သည်ယံတုံမူသဖြင့်တယံတစစ်မျှမငြိမ်းကြကုန်ယံတုံမမူမှသာငြိမ်းကုန်၏ဤသည်မှာကပ္ပအစဉ်လာနိယာမဓမ္မတာသည်လောကဖြစ်စဉ်ဟုသမျှတို့သည်မြင်းဖြောင့်အသွင်ဖြစ်ကြသည်မဟုတ်စဝန်းအသွင်ဖြစ်သာဖြစ်ကြခြင်းဖြစ်၏စဝန်းအသွင်ဖြစ်ကြရာတွင်နှိမ့်၍ဖြစ်သည်လည်းရှိ၏မြင့်၍ဖြစ်သည်လည်းရှိ၏နှိမ့်၍ဖြစ်ခြင်းကိုပဋိစ္စသမုပ္ပါအနုလုံစဝန်းဟု၍ဆိုရ၏ယင်ကလောကသဘောကိုဆောင်၏မြင့်၍ဖြစ်ခြင်းကိုပဋိစ္စသမုပ္ပါပฏิလုံစဝန်းဟု၍ဆိုရ၏ယင်ကလောကုတ္တရာသဘောကိုဆောင်၏သက်ရှိဘဝဟုသည်ပဋိစ္စသမုပ္ပါ၏အစိတ်ပိုင်းတစ်ခုပင်ဖြစ်ရာအနုလုံဖြစ်စဉ်လောကသဘောကိုဆောင်သည်လည်းရှိ၏ပฏิလုံဖြစ်စဉ်အရာလောကုတ္တရာသဘောကိုဆောင်သည်လည်းရှိ၏အနုလုံဖြစ်စဉ်အရာလောကသဘောကိုဆောင်လေသောအခါလောက၏အစိတ်ပိုင်းဖြစ်သောသက်ရှိဘဝတစ်ခုသည်မိမိ၏နယ်နိမိတ်များကိုကျော်လွန်၍အခြားသက်ရှိဘဝတစ်ခု၏နယ်နိမိတ်များအတွင်းသို့ကျူးကျော်ဝင်ရောက်၏ထိုအခါသက်ရှိဘဝအချင်းချင်းဝိယောတိသဘောကိုဆောင်ရမှယံဘတ်ဖြစ်ကြ၏ယံဘတ်ဖြစ်ရမှအကြောင်းပြီးလျင်အကျိုးပြီးလျင်အကြောင်းဟူ၍အကြောင်းအကျိုးမပြတ်ဆက်ရဟတ်သဘောဖြင့်ယံလောကယံတန်တရားသည်တ
ထာဝစဉ်လေပတ်၍ယံတတ်သည်မိသည့်အခါမှငြိမ့်လိမ့်မည်မဟုတ်ဝိအဖြစ်လဲနေမည်သာဖြစ်၏အကယ်၍သက်ရှိဘဝတစ်ခုသည်ပฏิလုံဖြစ်စဉ်အရာမိမိ၏နယ်နိမိတ်ကိုမကျော်ဘဲအခြားသက်ရှိဘဝတစ်ခု၏နယ်နိမိတ်ကိုလေးစားပြီးအထောက်အကူပြုလုပ်ငန်းများကိုဆောင်ရွက်ပါလျင်သက်ရှိဘဝအချင်းချင်းဆန့်ကျင်မှုဝိရောဓိသဘောကိုမဆောင်တော့ဘဲညီညွတ်မှုအနုရောဓိသဘောဖြင့်လောကစဝန်းသည်မြင်၍လာပြီးနောက်ဆုံး၌အကြောင်းပြီးလျှင်အကျိုးအကျိုးပြီးလျှင်အကြောင်းဟု၍အကြောင်းကျိုးအဆက်ရဟတ်သည်ပြတ်ပေလိမ့်မည်ထိုအခါယံလောကယံတန်တရားဟု၍အဘယ်မှလျှင်ရှိနိုင်တော့ပါမည်နည်း